ခါတော့ကညီကိုနှစ်ယောက်ရှိအဲ့ညီကိုနှစ်ယောက်မှာအကိုကြီးရဲ့ညီလေးရပေါ့နော်အကိုကြီးကကြတော့သူကလူရည်လဲတယ်ပေါ့လေနော်လူရည်လဲတယ်ဆိုတာပါးရည်နဲ့ရှိတယ်တခုခုသူ့အဖေကခိုင်းလိုက်ပြီဆိုရင်အကုန်လုံးလုံနိုင်တယ်လူတွေနဲ့ဆက်ဆံရေးအဆင့်ပြေညီငယ်လေးကကြတော့သူကလူကောင်းတော့ထွားပါရဲ့သူကဘာခိုင်းဘာမှလည်းဖြစ်မြောက်အောင်မလုပ်နိုင်ဘူးလူတွေနဲ့လည်းသူကဆက်ဆံရေးအဆင်မပြေဘူးဒါပေမဲ့သူ့မှာတခုတော့ရှိတယ်သူကတခုတော့သူ့ရဲ့အရေးချင်းတခုတော့ရှိတယ်သူဘာမှမကြောက်တော့ဘူးသူကဥမာဆိုရင်တို့ငငယ်ကဟလာတရေပုံမြင်နေပါလိပြောပြီးဆိုရင်တရေလာပြီဆိုရင်သူ့ကိုရာကျွန်တော်ဆက်မပြောပါနဲ့ကျွန်တော်ကြောက်လို့အဲ့ဒီညီငယ်လေးကတော့ဘာမှမကြောက်အဲ့လိုပဲညဘက်နော်နည်းနည်းလေးမိုးချုပ်လို့တင်းကြိုင်းသားတို့ဘာလို့ခိုင်းပြီဆိုရင်သူ့ကိုကြီးကမသွားရတော့ညီငယ်လေးကတော့အဲ့ချိန်နဲ့သွားတာသူ့မှာအဲ့ဒီအရေးချင်းတစ်ခုပဲရှိတယ်ဘာမှမကြောက်တော့ကျန်တာသူကဘာမှသူ့တုံးလို့မရဘူးလို့တော့ပြောလို့ရတာပေါ့နော်ဆိုတော့သူ့ဖေကသူတို့သားနှစ်ယောက်ရွယ်ရောက်လာတဲ့အခါမှာသူ့ရဲ့သားငယ်ကိုပြောတယ်မင်းတခုခုအတက်ပညာသင်နော်မင်းနှုတ်မလို့ဆိုရင်မင်းလောကကြီးမှာဘယ်လိုနေထိုင်မလဲဆိုတော့သူကပြန်ပြောတယ်အဲ့ဒါဆိုရင်နဲ့ဒါကြောက်တက်အောင်သင်မယ်တဲ့ဘာလို့ဒါဘာမှမကြောက်တက်လို့ဟဲ့အောင်မင်းကြောက်တက်အောင်သင်ုံနဲ့တော့ဘာလုပ်လို့ရမှာလဲကြောက်တက်အောင်သင်ပြီးတော့မင်းကြောက်တက်အောင်မင်းဘယ်သူကလာကပေးမှာတော့မင်းဘယ်သူကမင်းအခချင်းငွေပေးမှာတော့ဆိုတော့မသိဘူးကျွန်တော်ကတော့ကြောက်တက်အောင်ပဲသင်ကျင်တာပဲဆိုအဲ့လိုသူ့အဖေကိုပြန်ပြောတာတနေ့ကျတော့သူ့အဖေတငယ်ချင်းပေါ့လေနော်ရွာတွေ့ရမှာ तू ကတင်းချိုင်းဆောက်လုပ်တဲ့အခါမှာတင်းချိုင်းဆောက်ရင်သူ့အဖေတငယ်ချင်းရောက်လာတဲ့အခါသူ့သားအကြောင်းပြောနေဟေးဒီကောင်ကြောက်တက်အောင်တင်းချင်းနေဆိုရင်တော့ကျုပ်တင်းချိုင်းကိုလွတ်လိုက်လေတဲ့ကျုပ်တင်ပေးလိုက်မယ်ဆိုတာနဲ့သူ့သားကိုသူ့တငယ်ချင်းတင်းချိုင်းဆောက်နဲ့ထည့်လိုက်အဲ့ဒါနဲ့ညီငယ်လေးကတင်းချိုင်းဆောက်ရင်းနဲ့ပါတော့ပါလေရောတင်းချိုင်းဆောက်ကတင်းချိုင်းလေးရောက်တော့ကဲဒီမှာဒါတင်းချိုင်းကဇေယျကြီးပဲနော်မင်းဒီမှာမနဲ့နိုးလာရင်မင်းကြောက်တက်သွားလိမ့်မယ်ဆိုပြီးသူ့ကိုအိတ်ခိုင်းလိုက်အညီငယ်လေးကခက်တီနဲ့ဆောင်းချုံပြီးအိတ်တာည7 နာရီတစ်ချက်ထိုးလောက်အကြာမှာဒီအုတ်ဂူတွေကြားမှာဖြူဖြူအရေးကြီးတစ်ခုတွေ့အဲ့ဒီဖြူဖြူအရေးကြီးတစ်ခုတွေ့တဲ့အခါကျတော့ तू ကသွားကြည့်တာပေါ့ညီငယ်လေးကလည်းနိုးလာတာဒါဘာကြီးလဲပေါ့ဖြူဖြူအရေးကြီးကလည်း तू ဟဲလို့အတန်ကြီးတော့ဘာမှလည်းပြန်မပြောဘူးအဲ့တော့ तू ကပြန်ပြောညီငယ်လေးကပြောဟေးလူလားမင်းလူလားလူဆိုရင်ပြန်ပြောစကားပြန်ပြောမပြောဘူးဆိုရင်တော့ငါအဆိုးမဆိုနဲ့လူဆိုစကားပြန်ပြော3កောက်မေးတယ်ပြန်မပြောဘူးမပြောရင်တော့မင်းကငါရိုက်မှာနော်ဆိုပြီးတော့ဒုံကြီးသွားယူလာဟိုကဘာမှလည်းပြန်မပြောတခါတည်းအဲ့ဒီအဖြူကြီးခေါင်းကို2 ချက်လောက်ဆင့်စော်ပလိုက်တယ်တခါတည်းမေ့လဲသွားလေရောအမှန်တော့တရေမှမဟုတ်တာ तू ကတင်းချိုင်းဆောင်ကြီးလေ तू ကြောက်တက်အောင်လို့လာပြီးတော့ဟန်ဆောင်ပြီး6တာဟိုတင်းချိုင်းဆောင်တခါတည်းမေ့လဲသွားရောမနဲ့မိုးလင်းရောတင်းချိုင်းဆောင်မိမသူ့အိမ်ပြန်မလာလို့သူ့ယောက်ျားကိုလိုက်ရှာတော့အုတ်ဂူတွေကြားမှာလဲနေသူ့ယောက်ျားကိုတွေ့အမလေးမနဲ့ကိုခေါ်ပြီးတော့စိတ်ကူပေးလိုက်ရတယ်တင်းချိုင်းဆောင်ကလည်းညီငယ်လေးကိုတခါတည်းသူ့အဖေစီပြန်ပို့တာပဲနော်ဒီကောင်ကဘာမှသုံးစားလို့မြင်ရတဲ့အပြင်ကြည့်ပါဦးနော်လုံးစရာရှိတာကိုနော်အတကုံလက်ရဲစဲနဲ့ရှောက်လုပ်တဲ့လူမိုက်ပဲဆိုပြီးသူ့အဖေကိုပြန်ပို့တယ်သူ့အဖေကလည်းပဲမင်းကတော့မင်းကိုဘယ်သူမှလက်မခံဘူးနော်အဲ့တော့မင်းကနောက်ဆုံးအနေနဲ့ဒီမှာအတပြ100ပေးလိုက်မယ်မင်းဘဝကိုမင်းဆက်ပြီးတော့ရက်တည်ပြီးတော့ဆိုညီငယ်လေးကိုအိမ်ဘွားနင်ချလိုက်အဲ့တော့သူကလည်းပဲကြောက်တအောင်တင်မယ်ဆိုပြီးတော့အတပြ100နဲ့ထွက်လာပါလေရောအဲ့လိုနဲ့သူခြေဦး100ထွက်လာတဲ့အချိန်မှာနိုင်ငံတနိုင်ငံရောက်အဲ့ဒီနိုင်ငံတနိုင်ငံမှာအဲ့ဒီနိုင်ငံဘုရင်ကကြီးညာထားတယ်သူပိုင်တဲ့ရဲတိုက်ကြီးတစ်တိုက်ရှိဒါပေမဲ့အဲ့ဒီရဲတိုက်ကြီးမှာမကောင်းဆိုးရတွေတောင်းကျမ်းတဲ့အတွက်ဒီရဲတိုက်ကြီးမှာ3 ရက်ဇက်တိုက်အိတ်နိုင်တဲ့သူကိုသူသမီးနဲ့ပေးစားမယ်ဆိုပြီးကြီးညာထားတယ်ညီငယ်လေးကလည်းကွက်တိပဲဟာငါအကြိုက်ပဲဒီမှာကြောက်တက်အောင်တော့တင်လို့ရမယ်ဆိုပြီးတော့သူစီးရင်သွားသိမ့်ပြီးတော့သူဒီမှာအိတ်မယ်သူ့ပုံကြည့်ပြီးတော့တချို့တွေကတော့တိတ်မယုံဘူးပေါ့လေမင်းရှေ့မှာလူတွေတေသွားတာနော်အသက်တွေပါသွားတာနော်မင်းအိတ်မှာတေးကြလားအိတ်မှာတေးကြတယ်အဲ့ဒါညီငယ်လေးကိုအဲ့ဒီရဲတိုက်တဲ့ခေါ်သွားပထမညမှာညီငယ်လေးကတော့ရဲတိုက်တဲ့မှာအိတ်နေတော့မှညကြတော့ဟုတ်တယ်မင်းစားတွေတရဲတွေရောက်လာပြီးဘာလုပ်တယ်မလဲအဲ့ဒီကတင်ပေါ်မှာအိတ်နေလို့သူနဘန်းဝင်လုံးပါလေနဘန်းလုံးတာညီငယ်လေးကလည်းဘဲကောင်းနေမျိုးသူ့ပေါ်တက်လာသူကလည်းပါနဘန်းပြန်လုံးတာပဲနဘန်းပြန်လုံးတာဒါတရဲတွေဖုတ်တွေတပတ်တွေဆိုတော့ဖွဲအကြီးထိုးနေရသလိုပဲထိုးတယ်ဆန်အကြီးထိုးနေရသလိုဟိုကောင်တွေကထိုးတာတော့သူကအညိုပဲဆွဲနေပြီသူပြန်ထိုးတာတော့ဟိုကဒါမှညီငယ်လေးကမကြောက်တတ်တဲ့အတွက်တညာလုံးထိုးနေတာတညာလုံးထိုးနေမနဲ့မိုးလင်းရောသူကတော့ရောင်ကိုင်းနေတာပဲဟိုကောင်တွေကဘယ်ပြောက်သွားမှမသိဘူးနေထွက်လာတော့ပျောက်သွားဒါမှ तू မသိဘူးအရဲမက်တွေကလာကြည့်ဘာထမညနေတော်တော်များများတေသွားတာဟာဒီကောင်မသေးပါလားအသက်တော်တော်ပြင်းနေညီငယ်လေးကသူ့ဒဏ်ရာတွေပါတယ်သူတေချာကြက်ထုတ်တွေပါထိုးပြီးတော့မနှက်စားတော့မှာစားလိုက်သေးတယ်နန်းတော်ကနေထမင်းကြော်နဲ့ကြောက်ကြောက်ဒီလေးကတတရပဲဒါပေမဲ့ဒီကောင်ဖူးတော့ရောက်နေဒုတိယညလည်းဒီတိုင်းပဲဟိုကောင်တွေရောက်လာပြန်နေထိုးပါလေရောဟိုကောင်တွေကလည်းဘယ်ဘဝတွေကထိုးချင်နေလဲမသိဘူးညီငယ်လေးကလည်းပြန်သာထိုးနေရတယ်ဖွဲကြီးထိုးနေရတဲ့အတိုင်းပဲဟိုကောင်တွေကဘာမှမဖြစ်သူကတော့ဖူးရောက်ဒုတိယညလည်း तू မသေးပြန်ဘူးဒါပေမဲ့တော်တော်ဒဏ်ရာတွေကပြင်းလာအဲ့နဲ့ तू မနှက်စာမှာစားပြီးတော့နေတော့အဲ့ဒီနေ့လယ်ပိုင်းလောက်မှာရွာတွေကအဖိုးကြီးတယောက်ထွက်လာ
တာမင်းကတော်တော်ထူးဆန်းပါလားမင်းတရေမကြောက်ဘူးလားမကြောက်ဘူးဖို့ဒါပေမဲ့အဲ့ဆိုမင်းညကြတော့ဘာတွေတွေ့လဲအဲ့လိုပဲဖွဲကြီးထိုးနေရတယ်လို့ပဲအဖိုးကြီးကတာမင်းကချစ်တယ်အဲ့တော့မင်းကနီးတစ်ခုပေးမယ်တရေတွေကိုနိုင်မှုကဖုတ်တွေတရေတွေပိတ်တာတွေမှာအပေါ်မှာတရေတို့ရဲ့အုတ်ထုပ်ဆိုတာရှိတယ်သူတို့ခေါင်းပေါ်မှာအုတ်ထုပ်တစ်လုံးဆောင်းထားတယ်မင်းအဲ့ဒီအုတ်ထုပ်ကိုရိုက်ချနိုင်သူတို့ခေါင်းကအဲ့ဒီအုတ်ထုပ်ရိုက်ချနိုင်ဒီကောင်တွေအစွမ်းပြေပြီမင်းကြိုက်တဲ့လောက်ထိုးဒီကောင်တွေမင်းထိုးတဲ့တံကိုခံရပြီအဲ့ဒီအုတ်ထုပ်တရေအုတ်ထုပ်ကအစွမ်းရှိတာလှုပ်ဝက်ချက်ကိုပြောပြလိုက်ဟာကျေးဇူးပါအဖို့ညလဲရောက်တော့ညီငယ်လေးကဟိုကောင်တွေလာတဲ့အခါမှာဒီကောင်ဂွင်တွေ့သွားပြီဒီခါကျတော့အောက်ကိုဖွဲကြီးထိုးသလိုမထိုးတော့ခေါင်းပေါ်တွေလိုက်ကြည့်တဲ့အခါတရေအုတ်ထုပ်တွေတွေ့တယ်တရေအုတ်ထုပ်ကိုလည်းဖယ်လိုက်တော့ဟိုကောင်တွေတခါတည်းတစ်ချက်ထိုးတစ်ချက်အငွေ့ပြန်တစ်ချက်ထိုးတစ်ချက်အငွေ့ပြန်နေဒီညကျတော့ဒီညီငယ်လေးနိုင်သွားပါလိမ့်တရေအုတ်ထုပ်တွေဖယ်သွားတဲ့အချိန်မှာတရေတို့ရဲ့ယရနာဖြစ်တဲ့တရေတကောင်စီမှာဒီရွှေငွေကြောက်တံပရံများတစ်ခုစီကလည်းရှိသေးတယ်မနဲ့လဲမိုးလင်းအောင်သူ့ဘေးနားမှာကြောက်တံပရံများပုံဖြစ်နေတော့တရေအုတ်ထုပ်ဖယ်လိုက်တာနဲ့တရေယရနာဆိုတာရှိနောက်တစ်ခါတရေတွေ့ရင်တိတ်မကြောက်နဲ့တော့ဘာလို့ရမလဲတရေကောင်းကိုဆန်းရမယ်တရေကောင်းကိုဆန်းအုတ်ထုပ်ကိုဖယ်ကြည့်အဲ့ဒါမှဟိုစိတ်နေပါတွေငွေရွှေတွေရလာမယ်နော်ညီငယ်လေးကသူ့ဘေးနားမှာကြောက်တံပရံများပုံနဲ့မနဲ့ကျတော့ရဲမက်တွေလည်းလာအောင်တတရာပဲဒီနေ့တော့သူကရောဒဏ်ရာတော့မရှိဘူးသူကဂျက်ကောင်းတွေတခါတည်းတကြောက်တကောင်တစ်ချက်ပဲထိုးရတာဟာဘယင်မင်းမြတ်ကလည်းအလွန်နှစ်ထောင်းအားရဖြစ်ကြောက်တံပရံများတွေကလည်းရနေပြီဆိုတော့တခါတည်းရှော့ရှူပဲသူ့သမီးနဲ့ပေးစားလိုက်ပြီးတကာလာညီငယ်လေးဟာအဲ့ဒီနိုင်ငံမှာမကြောက်တတ်တဲ့အရေးချင်းတစ်ခုတည်းနဲ့ပဲအိမ်ရှိစံမင်းသားအဖြစ်မကြောက်တတ်သောမင်းသားလေးအဖြစ်နောက်အခါမှာမကြောက်တတ်သောဘယင်ကြီးဖြစ်နန်းဆန်သွားလီသတိပေါ့လေပုံမြင်လေးကဆိုတော့ကျွန်တော်တို့ကဒီပုံမြင်ကနေ lesson learn lesson study ဘာရလဲလောကမှာလူချင်းမင်းတို့မကြောက်တတ်တာဟာလည်းအရေးချင်းတစ်ရက်ဖြစ်တယ်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာတော့ထေရဝါဒဗုဒ္ဓဘာသာမှာတော့ဖုံးတော်ကြီးမြတ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလောကမှာကြောက်စရာနှစ်ခုပဲရှိရလို့ကျွန်တော်တို့အတိအလင်းညွှန်ကြားထားတယ်အဲ့ဒါဟိရိဥတ္တပမဟုတ်တာကိုလုပ်ရမှာရှက်ရမယ်မဟုတ်တာလုပ်ရမှာကြောက်ရမဟုတ်တာလုပ်ရမှာရှက်ပြီးမဟုတ်တာလုပ်ရမှာကြောက်ရင်မဟုတ်တာလုပ်ရမှာကြောက်လောကမှာကြောက်စရာချုပ်လိုက်တစ်ခုပဲရှိတယ်မဟုတ်တာလုပ်ရမှာကြောက်ရင်ဘာမှမကြောက်တော့အေးမဟုတ်တာတစ်ခုလုပ်လိုက်ရင်တော့လူတိုင်းကိုလိုက်ကြောက်နေရလိမ့်ဆိုတော့လောကမှာကျွန်တော်တို့ကြောက်စရာတစ်ခုကမဟုတ်တာလုပ်ဖို့ပဲရှိတယ်မဟုတ်တာလုပ်ရမှာကြောက်ရင်ခုနညီငယ်လေးလိုပဲဘာကိုမှမကြောက်တော့တဲ့အခါမှာဘဝမှာအောင်မြင်မှုလမ်းစာတွေကိုတွေ့လာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်ဒီအစီအစဉ်ကိုကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်ငါးကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီအစီအစဉ်မှာပါဝင်ရင်အခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးတော့ comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်က9ဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့စာအုပ်9ဦးကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအိမ်တန်ရာရောက်လူချင်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တင်တန်းတက်ချင်တဲ့သူတွေအတွက်ကျွန်တော်တစ်လကိုတင်တန်းတစ်မျိုးပဲဖွင့်ပါတယ်အခု9လပိုင်းမှာဖွင့်မှာတော့ကျွန်တော်ရဲ့စကားစွမ်းရည်တင်တန်း business presentations master class ဖြစ်ပါတယ်မိမိတို့ရဲ့စကားစွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းတဲ့လူကြီးလူငယ်မည်သူမဆိုတက်နိုင်တဲ့ online တင်တန်းဒီအခုလာမဲ့9လပိုင်း14ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ် online ကနေတစ်လားတိတိသင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမဆိုတက်နိုင်တဲ့နေ့စဉ် recorded video တို့ကျွန်တော်တို့ Facebook group ထဲမှာကြည့်ရFacebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ကပြန်တင်ပေးမှာဖြစ်တယ်အဲ့ဒါကနေ့စဉ်အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom application ကနေ live လွှင့်ပြီးတော့ live lecture ကိုသင်ကြားမှာဖြစ်တယ်တလားသင်တန်းဆိုတော့4ချိန်ပါမယ် Zoom မှာကျွန်တော်တို့တူးချင်းရင်းနှီးနှီးစကားပြောနိုင်တယ်မေးခွန်းတွေမေးနိုင်တယ်ဒါကြောင့်သင်တန်းတက်နေတဲ့ group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ် Zoom live lecture ကိုလည်းမအားလို့မတက်ဖြစ်ရင်မပူနဲ့နောက်ရက်မှာ recorded video ကိုကျွန်တော်တို့ Facebook group ရော Telegram private channel မှာရောပြန်တင်ထားပေးမယ်တနင်္လာတလပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကိုကျွန်တော်တို့ email ကနေပေးပို့ပေးမှာဖြစ်ပါတယ်အပြင်လူတွေ့တင်တန်းကတော့9လပိုင်း18ရက်နေ့နဲ့19ရက်နေ့စနေနေ့2ရက်မှာရန်ကုန်မြို့ပြည်လန်တောင်စင်တာ3လမှာရှိတဲ့ကျွန်တော်တို့ Emerald တင်တန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ်အဲ့တော့ online တင်တန်းမဲ့တက်ချင်းအပြင်တင်တန်းမဲ့တက်ချင်းလူကျွန်တော်ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ကို comment မှာမရေးနဲ့ Messenger message မှာရေးထားပြီးကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်အခု season ကြည့်တဲ့သူတိုင်း online ကပထမဦးဆုံးအယောက်100အပြင်ကပထမဦးဆုံးအယောက်30ကို 10% discount ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တင်တဲ့စင်းပေးတဲ့အခါမှာ Facebook ဆိုရင် LYN နဲ့ link နဲ့ link တိုက်ညွန့်နောက်မှာမြန်မာစမ်းပါတယ် English ကိုရေးရတဲ့ follower 4.1 million ကျော်ရှိပါတယ်အဲ့ဒီ account ရဲ့ message မှာပေးပါအဲ့ဒီ page ရဲ့ message မှာပေးပါ TikTok ဆိုရင်တော့ link တိုက်ညွန့်မြန်မာမြင်လို့မြန်မာလူရေးထားတဲ့ follower 4 million ကျော်ရှိတယ်အဲ့ဒီ account ရဲ့ message မှာစင်းပေးထားပေးပါအခုကျွန်တော်တို့ဒီ page ထဲမှာဝင်ကြည့်မယ်ဆိုရင်လည်းအပေါ်ဆုံးမှာသင်တန်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုကျွန်တော်တို့ဖော်ပြပေးထားပါတယ်ဒီသင်တန်းဒီမိတို့ရဲ့စကားစွမ်းကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်နိုင်တယ်သင်တန်းနဲ့ပတ်သက်ရင်ကျွန်တော်ဂရိ3ခုပေးနိုင်တယ်နံပါတ်1မပြင်းအောင်သင်ပေးမယ်နံပါတ်2လက်တွေ့ပြန်သုံးနိုင်အောင်သင်ပေးမယ်နံပါတ်3